မင်းညာကဟော်မုတ်ရေလက်ကြားပြန်ဖွင့်ပြီဆိုလို့မျောလင်းချက်တွေပြန်ပြီးတက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ဟော်မုတ်ရေလက်ကြားကိုအီရန်ကပြန်ပိတ်လိုက်ပြီးတော့တင်မောတွေကိုပစ်ခတ်ခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးရဲ့အကွဲကြောင့်တင်ဆက်ချိန်အေပီလာ18ရက်နေ့ည9:00နာရီခွဲဝင်ကြပါ။ကဘာကြီးကတပြင်းချနိုင်မှုကြိုးစားနေတော့မှာပဲအရှိလေပိုင်းကမီးတောက်တွေပြန်ပြီးတော့ထကြွလာပါပြီ။မနေ့တုန်းကဟော်မုတ်ရေလက်ကြားကြီးပြန်ပွင့်ပြီဆိုပြီးရေနံဈေးတွေထိုးကြသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဝန်တာမှုက24နာရီတောင်မခံလိုက်ပါဘူး။ဒီနေ့စနေနေ့မှာပဲဒီရေလက်ကြားကိုဖျက်ဆီးမှုစူးစမ်းတဲ့ကုန်တင်သင်္ဘောတွေကိုအီရန်တော်လှန်ရေးအဆောင်တပ် IRGC ကသတိပေးချက်လုံးဝမရှိဘဲနဲ့တနက်တွေဒုံးကြီးတွေနဲ့ပြင်းပြထန်ထန်ဝင်ရောက်ပစ်ခတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဟော်မုတ်ရေလက်ကြားကြီးကိုအပြည့်အဝပြန်ပိတ်လိုက်ပြီလို့အီရန်ကတရားဝင်ကြေညာလိုက်ပါတယ်။အမေရိကန်နဲ့အီရန်ကြားငြိမ်းချမ်းရေးလမ်းစပေါ်နေပြီလို့ထင်ရပါမယ်။ဘာကြောင့်ရုတ်တရက်အခြေအနေတွေပြောင်းပြန်ဖြစ်သွားတာပါလဲ။ဒီနေ့ရုပ်သံမှာတော့ပင်လယ်ပြင်ကအားပြိုင်မှုပြဖုံးနေတဲ့မီးခဲလို့ဖြစ်နေတဲ့အီရန်ပြည်တွင်းရေးပြီးတော့အမေရိကန်အစ္စရေးဆက်ဆံရေးကိုမျိုးဆက်တစ်ဆက်စာရိုက်ချိုးပစ်လိုက်တဲ့နေတန်ယာဟုရဲ့လုပ်ရက်တွေစတာတွေကိုအရှင်းလင်းဆုံးတင်ဆက်ပေးပါမယ်။အီရန်ကရေလက်ကြားကိုဖွင့်ပေးလိုက်တယ်လို့ကြေညာပြီးနိုင်ပိုင်းအကြာမှာပဲရေနံတင်သင်္ဘောတချို့ဖျက်ဆီးခွင့်ရခဲ့ပါတယ်။ဒါပေမဲ့စနေနေ့ဒီနေ့လယ်ပိုင်းမှာအိုမန်နိုင်ငံကမ်းလွန်ရေပြင်နားမှာအီရန်စစ်ရေယာဉ်တွေကကုန်တင်သင်္ဘောတွေနဲ့အိန္ဒိယရဲ့ရေနံတင်သင်္ဘောတွေကိုဝင်ရောက်ပစ်ခတ်ခဲ့လို့သင်္ဘောတွေအကုန်နောက်ကျောင်းပြန်လှည့်ခဲ့ရပါတယ်။ဘာကြောင့်အီရန်ကအခုလိုကြင်ကြမ်းတမ်းတုံ့ပြန်လိုက်တာပါလဲအကြောင်းကတော့သမ္မတထရန့်ရဲ့လိုရကြောင်ဖြစ်ပါတယ်အီရန်ကရေလမ်းကြောင်းဖွင့်ပေးပေမဲ့အမေရိကန်စစ်တပ်ကအီရန်စစ်ကမ်းတွေကိုပိတ်ဆို့ထားတဲ့ရေကြောင်းပိတ်ဆို့မှုကိုလုံးဝမရုပ်သိမ်းပေးပါဘူးအမေရိကန်စစ်တပ်ကအီရန်ဒီစိတ်ကမ်းကိုလာတဲ့တင်မော23စီးကိုအတင်းအကျပ်ပြန်လှည့်ခိုင်းခဲ့ပါတယ်ဒါကိုအီရန်ကအကြီးအကျယ်ဒေါသထွက်သွားပါတယ်အမေရိကန်ရဲ့လုပ်ရက်ကပင်လယ်တပြလုပ်ရက်ပဲသူတို့ကငါတို့စိတ်ကမ်းတွေကိုဆက်ပြီးပိတ်ထားသေးငါတို့ကလည်းဟော်မုတ်ကိုဆက်ပိတ်ထားမယ်လို့အီရန်စစ်တပ်ကကြေညာပြီးတော့ရေလက်ကြားကိုအပြည့်အဝပြန်ပိတ်ချလိုက်တာဖြစ်ပါတယ်။ဒါတလုံးမှာတော့ပင်လယ်ကွေ့ဒေသထဲမှာတင်မောရာနဲ့ကြီးတောင်တင်နေပြီးတော့ကမ္ဘာရေနံတင်ပို့မှုကြီးပြန်ပြီးတော့ရပ်တန့်သွားပါပြီ။ခေါင်းဆောင်တွေကအကျိုးစီးပွားလွန်ဆွဲနေတဲ့အချိန်မှာအီရန်ပြည်သူတွေကတော့အင်မတန်အခက်တွေ့နေပါတယ်။အမေရိကန်နဲ့အစ္စရေးရဲ့ဘုံကျဲမှုတွေကြောင့်အီရန်ရဲ့အခြေခံအဆောက်အအုံတွေပျက်စီးသွားပြီးတော့စီးပွားရေးကအောက်ဆုံးကိုထိုးကျနေပါတယ်။အင်တာနက်တွေလည်းစစ်ပွဲစဖြစ်တဲ့ဖေဖော်ဝါရီလ28ရက်နေ့ကအခုချိန်ထိအင်တာနက်တွေဖျက်တောက်ခံရသေးဖြစ်ပါတယ်။ဒါပေမဲ့အန်အောစရာကောင်းတာကအီရန်ပြည်သူအများစုကစစ်ပွဲကြီးပြီးဆုံးသွားမှာကိုတော့ကြောက်နေကြရလို့ဆိုတဲ့အချက်ပါ။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကအစိုးရကိုစန့်ကျင်ဆန္ဒပြလို့လူထောင်နဲ့ချီပြီးတပ်ဖြတ်ခံခဲ့ရတဲ့တမိုင်းရှိပါတယ်။အခုချိန်မှာအစိုးရကပြင်ပရန်သူအမေရိကန်နဲ့အစ္စရေးကိုရင်ဆိုင်နေရသေးလို့ပြည်တွင်းကိုတိတ်ပြီးမဖိနိုင်သေးတာပါ။တကယ်လို့အမေရိကန်နဲ့အငြင်းချင်းရသွားပြီးပြင်ပဖီယာမရှိတော့ရင်အစိုးရကငါတို့ပြည်သူတွေကိုပို့ပြီးတော့ရရဆက်ဆက်ဖိနှိပ်လာလိမ့်မယ်လို့အီရန်ပြည်သူတွေကဆိုနေပါတယ်။ဒါကြောင့်အီရန်ပြည်တွင်းရေးကအချိန်မီပောက်ကွဲနိုင်တဲ့ပြဖုံးနေတဲ့မီးခဲလို့ဖြစ်နေတယ်လို့သုံးသပ်သူတွေကဆိုပါတယ်။ဒီလိုတင်းမာမှုတွေမြင့်တက်လာတဲ့အတွက်နောက်ထပ်ငြင်းချင်းရေးဆွေးနွေးပွဲဒုတိယအကြိမ်လုပ်ဖို့ကလည်းကိစ္စကတော်တော်လေးကိုမှုံဝါးသွားပါပြီ။သမ္မတထရန့်ကတော့တရက်နှစ်ရက်အတွင်းသဘောတူညီချက်ရတော့မယ်။အီရန်ကနျူကလ িয়ার ကိုစွန့်လွတ်ဖို့သဘောတူထားပြီးလို့ပြောနေပေမဲ့အီရန်ရဲ့ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတော့အဲ့ဒါကိုလုံးဝညှင်းဆိုလိုက်ပါတယ်။အခြေခံသဘောတူညီချက်မရမချင်းဘယ်တော့ထပ်ဆွေးနွေးမယ်ဆိုတာမသတ်မှတ်သေးဘူး။အမေရိကန်ရဲ့အပြည့်ရစေးစီးမြင့်တွေကိုချိုးဖောက်တဲ့အတွက်သူတို့ရဲ့အကျိုးဆက်ကိုသူတို့ခံရလိမ့်မယ်လို့အီရန်ကခက်ပြက်ပြက်တုံ့ပြန်ထားပါတယ်။ဒါမဲ့ဗိုလ်တုံးတွေမှာနှစ်ပတ်တာအပြည့်တစ်ခက်ရစေးသဘောတူညီချက်တက်တန်းကိုဆုံးတာဖြစ်ပြီးတော့သဘောတူညီချက်မရရင်အမေရိကန်ကပြန်ပြီးတော့ဘုံကျဲမယ်လို့ဒေါ်နယ်ထရန့်ကမင်းညာကချင်းချောက်ထားပါတယ်။ဒီစစ်ပွဲရဲ့အကြီးမားဆုံးနောက်ဆက်တွဲကြရက်တစ်ခုကတော့အမေရိကန်နဲ့အစ္စရေးဂျာကခိုင်မာလာတဲ့မဟာမိတ်ဆက်ဆံရေးကြီးပြိုကွဲလာပြီဆိုတာပဲဖြစ်ပါတယ်။ ASIO သတင်းဌာနရဲ့ဖော်ပြချက်အရဆိုရင်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုရဲ့လုပ်ရက်တွေကြောင့်အမေရိကန်ပြည်သူတွေကြားမှာအစ္စရေးရဲ့ပေါ်ထောက်ခံမှုတမိုင်းတစ်ချောင်းအနေဆုံးကိုထိုးကြသွားပါပြီ။အရင်ကဆိုရင်အစ္စရေးကိုအမေရိကန်ပါတီကြီးနှစ်ခုလုံးကအခိုင်အမာထောက်ခံခဲ့တာပါ။အခုတော့လူငယ်တွေသာမကဘဲနဲ့ Republican လူငယ်တွေ Democrat လူကြီးတွေနဲ့ဒီခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေကြားမှာတော့အစ္စရေးရဲ့ပေါ်ထောက်ခံမှုက15%ကနေပြီး31%အထိအကြီးအကျယ်ကျဆင်းသွားပါတယ်။နိုင်ငံရေးအရလည်းအင်မတန်တိတာလာပါတယ်။ဒီမိုကရက်ရဲ့အထက်လွှတ်တော်အမတ်40တီတီကအစ္စရေးကိုလက်နက်ရောင်းချမဲ့ကိစ္စကိုမဲခွဲကန့်ကွက်တဲ့အထိဖြစ်လာပါတယ်။ဒါကအရင်ကဆိုရင်လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။နေတန်ယာဟုကမျိုးဆက်တစ်ဆက်စာအမေရိကန်အစ္စရေးဆက်ဆံရေးကိုမိရှုဖျက်ဆီးလိုက်ပြီလို့နိုင်ငံရေးသုံးသပ်သူတွေကမှတ်ချက်ပေးနေကြပါတယ်။အချုပ်ပြောရရင်တော့ကဘာကြီးကမျှော်လင့်ထားတဲ့ငြိမ်းချမ်းရေးကအခုအချိန်ထိဆောင်ရွက်ပေါ်မှာမရှိသေးတဲ့အခြေအနေဖြစ်သွားပါတယ်။အမေရိကန်ကရေချောင်းကိုပိတ်ဆို့ထားသလိုအီရန်ကလည်းဟော်မုတ်ရေလက်ကြားကိုပြန်ပိတ်ပြီးတုံ့ပြန်လိုက်ပါတယ်။ဗိုလ်တုံးနေအပြည့်ရစေးတက်တန်းမကုန်ခင်နှစ်ဖက်ညှိနှိုင်းမှုမရရင်တော့အရှိလေပိုင်းကအဆိုးရွားဆုံးစီးရေးတင်းမာမှုတွေကိုပြန်ပြီးတော့ကြာဆင်းသွားတော့မှသိကြတော့ရှိနေပါတယ်။ဒီရုပ်သံကိုကျွန်တော်ရဲ့ YouTube ဖြစ်တဲ့ link အိမ်မှာလည်းအပြည့်အစုံတွားရောက်ကြည့်ရှုနိုင်ပါတယ်။နေ့စဉ်နောက်ဆုံးရနိုင်ငံရေးစီးရေးသတင်းတွေကို Telegram မှာအချိန်မီတင်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ Telegram Politics လက်ကို join ဖို့မမေ့ပါနဲ့အားလုံးပဲဘေးကင်းလုံခြုံကြပါသည်ကျွန်တော်ကတော့ link အိမ်ပါနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ။